ဒီနေ့တင်ဆက်ပေးမယ့်ရုပ်ရှင်ဇာတ်လမ်းလေးရဲ့အစမှာတော့ကောက်ပဲသီးနှံခင်းတွေကိုဖျက်ဆီးပစ်လိုက်ပြီးအလင်းတန်းကြီးတစ်ခုနဲ့အတူပေါ်လာတဲ့မြင်းတစ်ကောင်ရဲ့အကြောင်းနဲ့စတင်ထားပါတယ်။နောက်ရက်မှာတော့အဖေဖြစ်သူဟာဒါကိုသွားကြည့်ဖို့သူ့သားကိုခေါ်လိုက်ပြီးဘသူဖျက်ဆီးသွားရလဲဆိုတာကိုသိရအောင်ညဘက်စောင့်ကြည့်ဖို့ခိုင်းလိုက်ပါတယ်။ဒါပေမဲ့အဖေဖြစ်သူထွက်သွားတဲ့အကိုတွေကအိုင်ဗန်ကိုမင်းကအငယ်ဆုံးပဲမင်းမဲတာဝန်ယူလိုက်တော့လို့ပြောပြီးပစ်ထားခဲ့ကြပါတယ်။အိုင်ဗန်လည်းအင်းလေးမတက်နိုင်ဘူးပေါ့ဆိုပြီးတော့ထောင်ချောက်တစ်ခုကိုဆင်ထားလိုက်ပါတယ်။ညရောက်တော့မြင်းကြီးပေါ်လာပြီးအိုင်ဗန်ဖမ်းမိပေမဲ့မြင်းကြီးကသူ့ကိုအပေါ်ဆွဲတင်ပြီးကောင်းကင်ဘော်ထိပြန်တက်သွားပါတယ်။ပြီးတော့အိုင်ဗန်ကိုမြေကြီးပေါ်ကိုပစ်ချလိုက်ပြီးမြင်းကြီးကိုယ်တိုင်လည်းရှော့အိုင်ထဲကိုပြုတ်ကျသွားပါတော့တယ်။အိုင်ဗန်ကမြင်းကြီးကိုဆွဲတင်မှုစူးစမ်းပြီးမဲ့အကောင်ကအရင်ကြီးနေပါတယ်။ကံကောင်းကျင်တော့ဘေးနားမှာရှိတဲ့စက်ပစ္စည်းတစ်ခုရဲ့အကူအညီနဲ့မြင်းကြီးကိုနုံထဲကနေဆွဲထုတ်ပေးနိုင်ခဲ့ပါတယ်။မြင်းကြီးဟာအရန်အားနေသွားအကြောင်းငိုပါတော့တယ်။အိုင်ဗန်ကငါခွင့်လွှတ်လိုက်ပါမယ်။ဒါပေမဲ့နောက်တစ်ခါဒီနားကိုမလာနဲ့တော့လို့ပြောပြီးတော့လွှတ်ပေးလိုက်ပါတယ်။ပြီးတော့ဖြက်စီးခံထားတဲ့ကောက်ပဲသီးနှံခင်းတွေကိုကြည့်ပြီးအဖေတော့ငါ့ကိုတတ်တော့မှာပဲဒါပေမဲ့လည်းညာလဲနဲ့နေပြီဆိုတော့မနေ့ပြန်ကြမှာပဲဆက်တွေးတော့မယ်လို့ရေရွလိုက်ပါတယ်။မနေ့ရောက်တော့စကားပြောတဲ့ကြားလို့တွားကြည့်ရကနေစကားပြောတတ်တဲ့မြင်းပူလေးတစ်ကောင်နဲ့တွားတူပါတော့တယ်။သူတို့နှစ်ယောက်တငယ်ချင်းတွေဖြစ်သွားကြပြီးမြင်းပူလေးကအိုင်ဗန်ကိုတခြားမြင်းတွေကိုလက်ဆောင်ဖြစ်ပေးပါတယ်။ပြီးတော့အိုင်ဗန်မှာလှုပ်စရာတာဝန်တစ်ခုရှိပြီးသူကအတူတူလိုက်ကူညီပေးမယ်လို့ပြောပါတယ်။အဲ့ဒီချိန်မှာပဲကောက်ပဲသီးနှံခင်းတွေပျက်စီးသွားလို့ဒေါသတကြီးလာနေတဲ့အဖေဖြစ်သူရဲ့အတန်ကိုကြားလိုက်ရပါတယ်။မြင်းပူလေးကမြန်ပြေးကြစို့ငါကြောပေါ်တက်ငါအရင်မြန်ခေါ်သွားပေးမယ်လို့ပြောပြီးတခြားမြင်းတွေကိုပါလမ်းခေါ်လိုက်ပါတယ်။အိုင်ဗန်ကအဖေဖြစ်သူခွင့်လွှတ်လာအောင်ဒီမြင်းတွေကိုရောင်းပြီးပတ်စံပေးဖို့စိတ်ကူးရသွားပါတယ်။သူတို့တိုင်းပြည်တစ်ခုကိုရောက်သွားတဲ့အခါလူတွေကမြင်းတွေကိုမြင်ပြီးအံ့ဩတုန်လှုပ်ကြကုန်ပါတယ်။ပြီးတော့ဝယ်ဖို့အတွက်ပတ်စံအနေနဲ့ကန်လန်းကြပါတယ်ဒါပေမဲ့အိုင်ဗန်ကပတ်စံအနေအများကြီးလိုချင်တာမလို့ဘယ်သူ့ကိုမှမရောင်းပါဘူးအဲ့ဒီချိန်မှာပဲဘီရင်ကြီးကမြင်းတွေကိုမြင်ပြီးလိုချင်တက်မက်စိတ်တွေဖြစ်လာတာကြောင့်အိုင်ဗန်စီလာပြီးငါဘီရင်မလို့ဒီမြင်းတွေကိုအလကားယူမယ်လို့ပြောပါတယ်အိုင်ဗန်စိတ်မကောင်းဖြစ်နေတော့မှပဲမြင်းပူလေးကမြင်းတွေကိုလှမ်းခေါ်လိုက်တာကြောင့်မြင်းနှကောင်ကဘီရင်ကြီးကိုတင်ပြီးအတင်းပြေးပါတော့တယ်ပြီးတော့ဘီရင်ကြီးကိုဂျုံမွန်းပုံနဲ့ပြစ်ချလိုက်တာကြောင့်အိုင်ဗန်လည်းအော်ရီမိပါတော့တယ်ဘီရင်ကြီးကဒေါသတကြီးနဲ့ဒီလိုလုပ်လို့မရဘူးမင်းကငါကွက်မြက်မယ်လို့ချင်းချောက်ပါတယ်ဒါပေမဲ့အမတ်တွေကဘီရင်ကြီးရင်မောတာရာဇဝဲမှုမဟုတ်သလိုကွက်မြက်ရင်တရားမျှတမှုမရှိသလိုဖြစ်ပြီးပြည်သူတွေကကဲ့ရဲ့ကြပါလိမ့်မယ်အဲ့ဒီအစားသူ့ကိုအလုပ်တစ်ခုခုပေးထားလိုက်ရင်ပြည်သူမျက်နှာပြက်စရာမလိုတော့ဘူးလို့အကြံပေးကြပါတယ်ဒီလိုနဲ့ပဲအိုင်ဗန်ကိုတလိษံထင်းရာထူးဖြစ်ခန့်အပ်လိုက်ပါတယ်ဘီရင်ကြီးဟာအိမ်မက်ထဲမှာအိုင်ဗန်ကကားပြဖျော်ပြနေပြီးမိမိကောင်းကတော့အပြက်ခံရလိုက်တာကိုမြင်မှတ်ပြီးလက်နိုးလာပါတယ်။ပရင်းမောက်ကနေလမ်းကြည့်လိုက်တော့လေအိုင်ဗန်ကပျော်ပျော်ရွှင်ရွှင်ရှိနေတာကိုတွေ့ရပါတယ်။အိုင်ဗန်ကခေါင်းဆောင်မှုရည်ချင်းရှိပြီးပြည်သူတွေနဲ့လည်းအဆင်ပြေနေတာကိုမြင်တော့ဘီရင်ကြီးကသူ့အတွက်ချင်းချောက်မှုတစ်ခုလို့မြင်လာပါတယ်။ဒါကြောင့်သူ့ကိုရှင်းပြဖို့ဆုံးဖြတ်ပေးမယ်အိုင်ဗန်ကဘာမှမလုပ်ထားတဲ့အကြောင်းခက်ခဲနေပါတယ်။အဲ့ဒီအခါအမတ်တယောက်ကသူ့ကိုမဖြစ်နိုင်တဲ့တာဝန်တစ်ခုပေးလိုက်ပါမအောင်မြင်ကွက်မြက်ဖို့အကွက်ရတာပေါ့လို့အကြံပေးပါတယ်အဲ့ဒီတာဝန်ကတော့ဖီနင်းငတ်ကိုတွားရှာဖို့ပဲဖြစ်ပါတယ်အိုင်ဗန်ကလည်းလက်ခံပြီးတော့ထွက်လာခဲ့ပါတယ်မြင်းပူလေးကအဲ့ဒီငတ်တွေကိုဖမ်းဖို့ဆိုတာဘေးအန္တရာယ်အများကြီးရှိလို့ဘယ်သူမှမအောင်မြင်သေးဘူးကြောင်းပြောပြပေးမယ်အိုင်ဗန်ကတော့စူးစမ်းကြည့်မယ်လို့ဆိုပါတယ်ကံကောင်းကျင်တော့အဲ့ဒီငတ်ကတစ်စိတစ်မျိုးကိုကြိုက်တတ်ပြီးအဲ့ဒီတစ်စိကစားမိသူကိုအိပ်ပျော်စေပါတယ်သူတို့တနေရာကိုရောက်တော့တစ်စိချထားလိုက်ပါတယ်အဲ့ဒီချိန်မှာတော့တနေရာလုံးလင်းထိန်သွားပြီးတော့ပြင်းနှင်းငှက်ကြီးရောက်လာကတစ်စိကိုစားပါတော့တယ်အစီအစဉ်ကအောင်မြင်ပြီးငှက်ကြီးကနအိပ်ပျော်သွားပြီးမြပြန်နိုးလာပြီးတစ်စိကိုလူယူဖို့သူတို့ရန်ပြူပါတော့တယ်မြင်းပူလေးကအိုင်ဗန်ကိုကာကွယ်ပေးမဲ့ငှက်ကြီးကအရန်တန်ပါပြီးတပတ်လေလုံးကိုမီဟုံဟုံတောက်စေပါတယ်နောက်ဆုံးတစ်စိကိုစားမိပြီးနောက်မှာတော့ငှက်ကြီးဟာရေထဲပြုတ်ကျသွားပြီးသူတို့ဖမ်းမိသွားပါတော့တယ်ငှက်ကြီးဟာလွတ်လန်းမရှိတော့တာကိုသိပြီးငိုကြွေးတဲ့အခါအိုင်ဗန်ကစိတ်မကောင်းဖြစ်ပြီးပြန်လွှတ်ပေးလိုက်ပါတယ်ငှက်ကြီးကကျေးဇူးတင်တဲ့အနေနဲ့သူ့ရဲ့အမွေတောင်တစ်ခုကိုခြံထားပေးခဲ့ပါတယ်မြင်းပူလေးကမင်းတိုင်းမီကိုပြန်မသွားနဲ့တော့သူတို့မင်းကိုတက်လိုက်မယ်လို့တားပေးမယ်အိုင်ဗန်ကငါမှအမွေရှိတယ်လေစိတ်အေးထားပါဒါကငါမင်းငတ်ကိုရှာတွေးခဲ့တာဆိုတာတက်တည်ပြနိုင်တယ်လို့ပြောပါတယ်ဒါပေမဲ့မြင်းပူလေးထင်တဲ့အတိုင်းဖြစ်လာခဲ့ပါတယ်အမွေးရမီမတောက်တော့ပဲမိမ့်မိန်သွားတာကြောင့်လူတွေကသူ့ကိုဝိုင်းရကြပြီးကွက်မြက်ခံခံနီးဖြစ်သွားပါတယ်အဲ့ဒီချိန်မှာပဲအမွေးရနေမီးတွေပြန်တောက်လာပြီးမီးငှက်ကြီးပါပြန်တန်းပေါ်ပေါက်လာတာကြောင့်အားလုံးအံ့ဩကုန်ကြပါတယ်တာဝန်အောင်မြင်သွားတဲ့အတွက်ဘီရင်ကြီးလည်းသူ့ကိုလွတ်ပေးလိုက်ရပါတယ်အဲ့ဒီနောက်အမက်က
ဘီရင်ကြီးကိုသူ့ကိုမင်းသမီးလေးတွားရှာခိုင်းလိုက်ပါသူရအောင်သွားနိုင်လိမ့်မယ်မထင်ပါဘူးတကယ်လို့ခေါ်လာနိုင်ရင်လည်းအရှင်မင်းကြီးအသက်80ပြည့်တော့မှဆိုတော့လက်ထပ်ဖို့အဆင်ပြေတာပေါ့လို့ထပ်ပြီးအကွက်ဆင်ပါတယ်ဒါနဲ့အိုင်ဗန်လည်းတာဝန်အတိုင်းထွက်လာခဲ့ပါတယ်မင်းသမီးလေးရှိတဲ့ရေခဲနန်းတော်ကြီးကိုရောက်တဲ့အခါမှာတော့မမြင်ရတဲ့တံတိုင်းကြီးတစ်ခုကတာစီထားပါတယ်သူတို့လည်းမီးငတ်အမွှေးကိုအသုံးပြုပြီးတော့ရေခဲတွေကိုအရေးပျော်စေလိုက်ပါတယ်တွင်းထဲရောက်တော့မင်းသမီးတွေအများကြီးထဲရမှာဖီနစ်ငတ်အမွှေးရဲ့လမ်းညွှန်မှုနဲ့မင်းသမီးအစ်စ်ကိုရှာတွေ့သွားပါတယ်မင်းသမီးလေးကဘီရင်တစ်ပါးလာခဲ့ရမဟုတ်ပဲလေသမားတစ်ယောက်ကလာခဲ့တာကြောင့်စိတ်ပြက်ပြီးဝမ်းနေစိတ်နဲ့ရေခဲပြင်ပေါ်ကနေခုန်ချလိုက်ပါတယ်အိုင်ဗန်ကလည်းငါဒီလောက်ဝေးရလာခဲ့တာမင်းအသေးခံဖို့မဟုတ်ဘူးဆိုပြီးလိုက်ခုန်ချပါတယ်လမ်းမှာမင်းသမီးလေးကသူ့ကဝင်ကိုလေဒီလိုတုံးထားတာကိုတွေ့ရပေမဲ့ခေါဝင်ကပြဲသွားခဲ့ပါတယ်ကံကောင်းတာမြင်းပူလေးမှာအတောင်ပန်နေပါလာပြီးသူတို့ကိုချိန်မီကယ်တင်နိုင်ခဲ့ပါတယ်လန်ခီမှာမင်းသမီးလေးတတိမိနေတော့အိုင်ဗန်ကမင်းသမီးလေးကိုချစ်မိသွားပြီးနမ်းဖို့ပြင်ပါတယ်ဒါပေမဲ့မြင်းပူလေးကသူကဘီရင်ကြီးနဲ့လက်ထပ်ရမှာဆိုတာကိုတတိပေးလိုက်ပါတယ်တကယ်တော့မင်းသမီးလေးကလည်းအိုင်ဗန်ကိုချစ်မိသွားခဲ့ပါပြီနန်းတော်ကိုရောက်တော့ဘီရင်ကြီးကဟန်ကြတာပဲဒီကောင်လေးကတကယ်ကိုအစွမ်းထက်တာပဲဆိုပြီးရွှေငွေတွေအများကြီးပေးပါတယ်ဒါပေမဲ့အိုင်ဗန်ကမင်းသမီးလေးကိုပဲလိုချင်တာမဟုတ်လို့ဒါတွေကိုစိတ်ဝင်စားခဲ့ပါဘူးညဘက်မှာသူမင်းသမီးလေးစီခိုးသွားပြီးသူတို့နှစ်ယောက်အပြန်အလှန်ချစ်နေကြတာကိုဖွင့်ပြောကြပါတယ်အဲ့ဒီအချိန်တကားခောက်တန်ကြားလို့အိုင်ဗန်ထွက်ပြေးရပါတယ်မင်းသမီးလေးကိုဘီရင်ကြီးနဲ့တွေ့ဖို့ပြင်ဆင်ပေးတဲ့အခါမင်းသမီးလေးကရုပ်ဆိုးပြီးဇောက်ထိုးကျနေတဲ့ဖိုးကြီးတယောက်ဖြစ်လိုက်မယ်လို့မထင်ထားမိဘူးလို့တွေးမိပေမဲ့အသက်မခံအောင်ကြိုက်ချင်အောင်ဆောင်ထားလိုက်ပါတယ်ပြီးတော့လက်ထပ်ပွဲကိုအချိန်ဆွဲဖို့အတွက်ပင်လယ်ထဲမှာပျောက်ဆုံးသွားတဲ့အဖွားပြစ်သူရဲ့လက်စွပ်ကိုပြန်လိုချင်တယ်လို့အကြောင်းပြချက်ပေးလိုက်ပါတယ်ဘယ်သူမှရှာတွေ့မှာမဟုတ်ဘူးလို့သူတွေးထားတာပါဒါပေမဲ့အိုင်ဗန်ကငါသွားရှာပေးမယ်လို့ပြောလိုက်တာကြောင့်မင်းသမီးလေးကဒီကောင်ကငါစီစဉ်ကိုဖျက်ဆီးလိုက်ပြီဆိုပြီးစိတ်ပြတ်သွားပါတယ်မြင်းပူလေးကလည်းပင်လယ်ထဲကလက်စွပ်ကိုဘလို့ရှာမလဲလို့မေးလိုက်တော့အိုင်ဗန်ကဖျားသခင်ပဲသိလိုက်မယ်မနှက်ဖြန်ကြမှာဆက်တွေးတော့မယ်လို့ဆိုပါတယ်အဲဒီညမှာအိုင်ဗန်အိမ်မက်မက်ပြီးလက်စွပ်ရှိမဲ့နေရာကိုတည်သွားပါတယ်အဲ့ဒါကတော့ကျွန်းကျွန်းဖြစ်သွားတဲ့ရေရင်းကြီးဒါမှမဟုတ်ဝေလာငါးကြီးရဲ့ဘိုက်ထဲမှာပါမနက်ခင်းမှာအိမ်မက်တိုင်းလိုက်ရှာတော့ချီနှောင်ခံထားတဲ့ဝေလာငါးကြီးကိုတွေ့ပါတယ်အဲ့ဒီတရဝါကြီးကမှားယွင်းပြီးတင်မောတွေကိုမျိုးချမိလို့အပြစ်ပေးခံရတာဖြစ်ကြောင်းငိုပြီးပြောပြပါတယ်အိုင်ဗန်ဟာသူ့ကိုနှာချီအောင်လုပ်ဖို့စိတ်ကူးရပြီးဘိုက်ထဲဝင်ကဂလီထိုးပေးလိုက်တဲ့အခါမှာတော့တင်မောတွေအကုန်လုံးထွက်လာပြီးဝေလာငါးကြီးလည်းလွတ်လပ်သွားပါတယ်ဒါပေမဲ့လက်စွပ်ရှာကိုမေ့သွားခဲ့ပါတယ်ဝေလာငါးကြီးကကျေးဇူးတင်တဲ့အနေနဲ့ကနန်းတကောင်ကနေတဆင်လက်စွပ်ကိုပြန်ပေးလိုက်ပါတယ်အိုင်ဗန်ကတော့ဒါကြောင့်မင်းသမီးလေးလက်ထက်ရတော့မှမို့ဝမ်းနေနေပါတယ်နန်းတော်ကိုရောက်တော့မင်းသမီးလေးကိုအရင်သွားတွေ့ဖို့လုပ်ပေမဲ့အမတ်တွေကမြင်သွားပြီးစစ်သားတွေနဲ့ဝိုင်းဖမ်းလိုက်ပါတယ်ဘီရင်ကြီးလည်းဒီအကြောင်းကိုသိသွားပါတယ်အဲ့ဒီအချိန်မှာပဲမြင်းပူလေးကရန်သူတွေကိုတိုက်ခိုက်ရင်တေလူမျိုးပါဖြစ်သွားပါတယ်မင်းသမီးလေးကအိုင်ဗန်ကိုဘယ်လိုကြရမလဲမသိဖြစ်နေတော့မှပဲကြက်ကလေးတစ်ကောင်ရောက်လာပြီးလိုက်ခဲ့ဖို့ပြောပါတယ်တကယ်တော့မြင်းပူလေးကမသိသေးပဲကြက်ကလေးကိုလွတ်လိုက်တာပါမင်းသမီးလေးကမြင်းပူလေးကိုငါဘီရင်ကြီးကိုအဖွားနီလန်အတိုင်းနူးပြိုတော့လှုပ်လို့ရတယ်လို့လိန်ပြောထားတယ်ဒါပေမဲ့အဲ့ဒီနီလန်ကအမှားရင်းရှိရင်အသက်အန္တရာယ်ရှိနိုင်တယ်ဘီရင်ကြီးတေအောင်လို့ငါကြံစီထားတာလို့ပြောပါတယ်ဒါပေမဲ့အစီအစဉ်ကလွဲသွားပါတယ်အမတ်ကဘီရင်ကြီးကိုအိုင်ဗန်ကိုအရင်စမ်းသုံးကြည့်ခိုင်းပါလို့အကြံပေးလိုက်လို့ပါအဲ့ဒီနီလန်ကတော့ပထမဆုံးရင်နှွေးပူတဲ့ခုံစင်းရမယ်ပြီးရင်ရေခဲရည်တယ်နောက်ဆုံးနွားနို့တဲ့ခုံစင်းရမှာပါဒါပေမဲ့လျှို့ဝှက်ချက်ကတော့သူတို့ရှာဖွေထားတဲ့မီးငတ်အမွှေးနဲ့လက်စွပ်ကိုအသုံးပြုအောင်ဖြစ်ပြီးအသက်ကယ်ပန်းလေးလိုအပ်ပါတယ်မြင်းပူလေးကအဲ့ဒီပန်းကိုရှာဖို့အမြန်ပြေးရပါတော့တယ်ဘီရင်ကြီးကမင်းသက်ရှင်ငါခွင့်လွတ်မယ်လို့ပြောတဲ့အချိန်မင်းသမီးလေးကလက်စွပ်ကိုပစ်ချပေးလိုက်တာကြောင့်အိုင်ဗန်ရင်နွေးဝဲကနေလွတ်မြောက်ပြီးရေခဲရည်ထဲရောက်သွားပါတယ်မီးငတ်ကလည်းသူ့မွေးနဲ့ကူညီပေးလိုက်တာကြောင့်နောက်ဆုံးနွားနို့ကိုရောက်ရှိသွားပါတယ်အဲ့ဒီအချိန်မှာမြင်းပူလေးကအသက်ကယ်ပန်းကိုရှာတွေ့သွားပေမဲ့ပန်းကငါ့ကိုခူးချင်မင်းအသက်ပေးရမယ်လို့ပြောတာကြောင့်မြင်းပူလေးကအိုင်ဗန်အတွက်အသက်ဆုံးပြီးပန်းကိုခူးလိုက်ပါတယ်လူတွေကအိုင်ဗန်သေပြီလို့ထင်နေတော့ပန်းမွင်လေးကျလာကြောင်းအိုင်ဗန်ဟာစမ်းသပ်မှုကိုအောင်မြင်စွာကြော်ဖြတ်နိုင်ခဲ့ပါတယ်ဘီရင်ကြီးကဝါတကယ်အလုပ်ဖြစ်တာပဲဆိုပြီးယူနွေးပူအိုးတွေကိုလောဘတကြီးခုန်ဆင်းလိုက်ပါတယ်ဒါပေမဲ့သူကတော့ပူလောင်မသွားပဲဘူပေါင်းကြီးတစ်ခုတည်းရောက်သွားပြီးကောင်းကင်ပေါ်ပြန်တက်ပြောက်ွယ်သွားပါတော့တယ်။တိုင်းပြည်မှာအုပ်ချုပ်မဲ့သူမရှိတော့တာကြောင့်ပြည်သူတွေကအိုင်ဗန်ကိုဘရင်အဖြစ်တင်မြှောက်ကြပါတယ်။ဒါပေမဲ့အိုင်ဗန်ကတော့သူ့တငယ်ချင်းမြင်းပူလေးအတွက်အရန်ဝန်နေပါတယ်။သူတို့မြင်းပူလေးစီသွားတဲ့အခါမြင်းပူလေးကတေလူမျိုးပွားဖြစ်နေတာကြောင့်ဖက်ပြီးငိုကြပါတယ်။အဲဒီအချိန်မှာပဲမင်းသမီးလေးကရေမောပြီးအဲ့ဒီပန်းကလိန်ညာတတ်တာခူးတဲ့သူတိုင်းအဲ့လိုပဲချင်းချောက်တတ်တာစိတ်အေးထားနင်းတငယ်ချင်းအကြာကြီးအသက်ရှင်အောင်ပါလို့ပြောပြလိုက်ပါတယ်။အဲဒီနောက်မှာတော့သူတို့အားလုံးလည်း
ပျော်ပျော်ရွှင်ရွှင်နဲ့ဘဝကိုဖျက်ဆီးသွားကြပြီးဇလန်လေးလည်းပြီးဆုံးသွားပါတယ်ဇလန်လေးတွေကိုအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆို like subscribe နဲ့ follow လေးလုပ်ခဲ့ကြပါအောင်ခင်ဗျ